မင်္ဂလာပါဒီနေ့မှာတော့ Passengers လို့အမည်ပေးထားတဲ့2016ခုနှစ်ကသိပ္ပံစိတ်ကူးရင်အချစ်ဇလံဒရာမာရုပ်ရှင်တကားကိုပြသပေးပါမယ် spoil တွေပါလာပါပြီသတိထားပြီးဂရုစိုက်ပါကျေတာရအာကာသယာဉ်နဘလဟာ Almaster နှစ်လို့ခေါ်တဲ့ကိုလိုနီကမ္ဘာကိုဦးတည်ပြီးအာကာသကိုဖျက်ဆီးသွားလာနေတာကိုမြင်တွေ့နိုင်ပါတယ်အခန်းအလုံးဟာဗလာဖြစ်နေပြီးတင်မောဟာအလိုလျောက်မောင်းနေပါတယ်တင်မောသား208ဦးနဲ့ခရီးသည်9000ဟာစောင့်ခိုနေကြပါတယ်ရုတ်တရက်တင်မောဟာဂျိုသိန်ဂျိုမွားခါဘက်ကိုဖျက်ဆီးသွားပြီးဒိုင်းတွေကိုအားနည်းစေပါတယ်ပါဝါကိုအဓိကဒိုင်းကိုလွှဲပြောင်းပေးပေမဲ့တင်မောဟာအေယာမဂျိုသိန်ဂျိုမွားတစ်ခုနဲ့တိုက်မိတဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်ရုတ်တရက်ဂျိုသိန်ဂျိုမွားဟာတင်မောနဲ့တိုက်မိပြီးချိုရင်းချက်အမျိုးမျိုးဖြစ်ပေါ်ခဲ့ပါတယ်တင်မောဟာပြန်လည်ပြုပြင်မှုတွေစတင်လှုပ်ဆောင်ပေမဲ့စောင်းကိုစခန်းတစ်ခုဟာအသက်ဝင်ပါတယ်နိုးလာတဲ့ခရီးသည်ကတော့စက်မှုအင်ဂျင်နီယာဂျင်ပရက်စတန်ပါသူ့ရဲ့ဖွင့်လာပြီးအလိုလျောက်စနစ်ကသူ့ကိုနိုးထစေဖို့ကူညီပေးပါတယ်သူကဆိုင်းငံ့ထားတဲ့နမရှင်မှာ120နှစ်ကြာကုန်ဆုံးခဲ့ပြီးတင်မောဟာအော်မစတာနှစ်မှာ၄လတာလိုတော့တယ်လို့ပြောပြပါတယ်တင်မောရဲ့စိန်ခံပစ္စည်းတွေကိုခန်းစားရင်းအဲ့ဒီအချိန်ကိုကုန်ဆုံးနိုင်မယ်လို့သူ့ကိုပြောပါတယ်ဂျင်မန်ဟာဂျိုပေါ်ရောက်ခင်မှာသူ့ရဲ့လက်ကောက်ဝတ်သူ့ရဲ့အခန်းနဲ့သူ့လှုပ်ဆောင်ရမယ့်အဓိကလှုပ်ရှားမှုတွေအကြောင်းညွှန်ကြားချက်တွေရရှိပါတယ်တင်မောဘောကလူတွေနဲ့တွေ့ဆုံရမှာကိုစိတ်လှုပ်ရှားပြီးစိတ်လှုပ်ရှားနေတဲ့အတွက်ပြင်ဆင်ပြီးသူ့အခန်းကနေထွက်ခွာပြီးတင်ယူရဲ့အဖွဲ့တစ်ခုလုံးအတွက်ရည်ရွယ်ထားတဲ့အလိုလျောက်တန်းထဲကိုဝင်သွားပါတယ်ဟိုလိုဂရန်ကကဘာပေါ်မှာရှိတဲ့အခြေအနေကိုရှင်းပြထားပြီးလူဦးရေအလွန်ကြုံများပြားခြင်းဈေးကြီးခြင်းနဲ့အထင်ကြီးလွန်းခြင်းတွေဖြစ်တယ်လို့ပြောတဲ့အခါဂျင်ကနည်းနည်းစိုးရိမ်နေပုံရပါတယ်။တင်ကန်းစာအဆုံးထိမေးခွန်းတွေကိုမေးဖို့ပြောပေမဲ့ဂျင်ကဘာလို့သူတယောက်တည်းရှိနေရတာလဲလို့မေးနေခဲ့ပါတယ်။ဟိုလိုဂရန်ကသူ့ကိုမဖြေနိုင်ဘူးဆိုတာသဘောပေါက်ပြီးတခြားလူတွေကိုရှာဖို့ထွက်သွားပါတယ်။တင်မောရဲ့အဓိကခန်းမဆောင်ကိုရောက်သွားပါတယ်ဘယ်သူမှလည်းမရှိပါဘူးဒါပေမဲ့အလိုလျောက်သတင်းအချက်လက်ရှာဖွေဌာနကကူညီပေးဖို့ကမ်းလှမ်းပါတယ်ဂျင်ကတကယ်လူတယောက်နဲ့စကားပြောဖို့တောင်းဆိုပြီးတင်မောဆောင်တယောက်နဲ့စကားပြောဖို့စီလွတ်ပါတယ်ဒါပေမဲ့ဘယ်သူမှမရှိဘူးလို့သူသိလိုက်ရတဲ့အခါကပတိန်နဲ့စကားပြောဖို့တောင်းဆိုပါတယ်တရားကိုရောက်တဲ့အခါအထဲကိုဝင်ခွင့်မရှိပေမဲ့အဓိကတင်မောသားတွေကဘယ်သူမှမနိုးဘူးဆိုတာသူမြင်လိုက်ရပါတယ်နောက်ဆုံးတွင်ဂျင်နဲ့ဒီနက်ခတ်တရာကြည့်စင်တို့သွားပြီးထိုနေရာတွင်တင်မောသည်ဟော်မစတန်နှစ်မှအမှန်တကယ်ကို10နှစ်အကွာတွင်ရှိနေကြောင်းတွေ့ရှိခဲ့သည်သူနိုးလာပြီးနောက်မကြာမီတတိယသွားသဖြင့်ခမ်းမဆောင်သို့အပြေးလွှားပြန်သွားပြီးဘာလို့တင်သည်ကိုကဘာမြေသို့ပြန်မေးရန် message ပို့လိုက်သည်အဘဲကြောင့်ဆိုတော့သူသည် hibernation သို့မြေသို့ပြန်ဝင်ရမည်ကိုမသိသောကြောင့်ဖြစ်သည်ဆက်သွယ်ရေးစနစ်ကသူ့ကိုအလွန်မင်းဈေးကြီးတဲ့ဖုန်းခေါ်ဆိုမှုဟာအဖြေပြန်ရဖို့55နှစ်လောက်ကြာနိုင်တယ်လို့အသိပေးပါတယ်ဂျင်နာဟာစိတ်ပြက်အားငယ်သွားပါတယ်သူလျှောက်သွားရင်တင်မောဘာကိုတွေးလိုက်ရပါတယ်အဲ့ဒီမှာတခြားလူတယောက်ကိုတွေးလိုက်ရပါတယ်ဘာတင်တာနဲ့စကားပြောနေတော့သူ့မှာထူးဆန်းတဲ့တစ်ခုခုရှိနေပုံရပါတယ်သူ့အတွက်တောက်စရာသွားယူတဲ့အခါဂျင်ဟာသူ့ကိုယ်သူဝန်တို့တယောက်ဖြစ်မှန်းသဘောပေါက်သွားပါတယ်အဲ့ဒါကို Watcher လို့ခေါ်ပါတယ်ဂျင်ကသူ့စီကနောက်ထပ်အချက်လက်တွေသိချင်ပေမဲ့ Android ကိုဘယ်လိုကြိုတင်ရောက်ရှိနေနိုင်လဲဆိုတာရှင်းပြလို့မရပါဘူးနောက်တစ်နေ့မှာဂျင်ဟာသူ့အခန်းမှာနိုးလာပြီးကန်တီနာကိုသွားပါတယ်အဲ့ဒီမှာမီနူးတွေကအရာအများစုဟာရွှေအဆင့်ခရီးသည်တွေအတွက်ပဲတည်တံ့ဖြစ်တယ်ဆိုတာသူသဘောပေါက်သွားပါတယ်သူကရိုးရိုးကော်ဖီတစ်ခွက်ယူပြီးသူ့ရဲ့ hibernation chamber ကိုဘယ်လိုပြင်ရမလဲဆိုတာစဉ်းစားပါတယ်ကရိယာတွေအားလုံးရပြီးတဲ့နောက်မှာလက်ပတ်နိုင်အောင်လုပ်ပြီးဖိုထဲမှာလှည့်အိတ်လိုက်ပါတယ်ဒါပေမဲ့ဘာမှမဖြစ်ပါဘူးနောက်တော့သူရှာတွေ့တဲ့ကရိယာတွေကိုအသုံးပြုပြီးလေယာဉ်အဖွဲ့သားတွေရဲ့ hibernation chamber ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါလည်းအလုံးမဖြစ်ပါဘူးတင်မောပတ်လဲမှာအသေးစားချိုရွံ့မှုတွေဖြစ်တတ်ပါတယ်ဂျင်မဟာအရက်တောက်ဖို့ဘားကိုပြန်သွားလေးရှိပေမဲ့အများအားဖြင့်အာတာနဲ့စကားပြောဖို့ပါကရိယာကသူ့ကိုအကြံဉာဏ်တွေပေးတာကြောင့်ရွှေတန်းစားအခန်းတစ်ခန်းထဲကိုဝင်ပြီးတင်မောပုံမှာပျော်ရွှင်စွာအပန်းဖြေဖို့ဆွဲဆောင်နိုင်ပါတယ်ဂျင်ဟာစားတောက်ဆိုင်တွေဂိမ်းတွေဖြော်ပြရေးစနစ်တွေအားလုံးကိုစမ်းကြည့်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှအဲ့ဒီမှာတယောက်တည်းနေရတာပိုပြီးစိတ်ညစ်လာပါတယ်တနေ့မှာသူမူပြီးစောင်းခုခန်းထဲမှာရှောက်သွားရင်းအာကာသလမ်းလျှောက်ဖို့ဒီဇိုင်းထုတ်ထားတဲ့အာကာသဝတ်စုံတွေပါတဲ့လေလုံခန်းထဲရောက်သွားခဲ့တဲ့ဂျင်ဟာဝတ်စုံဝတ်ပြီးလေလုံခန်းစီသွားပြီးလီဘာတစ်ခုနဲ့လေလုံတကားကိုဖွင့်ဖို့ခလုတ်ကိုနှိပ်လိုက်ပါတယ်တင်မောအပြင်ဘက်ရောက်တာနဲ့မြင်ကွင်းကြောင့်ဆွဲမှတ်သွားပါတယ်အဲ့ဒီအချိန်ကိုကြုံတွေ့နေရတဲ့အသီးစိတ်ရှိတဲ့တဦးလေးသောလူသားကတော့သူပါပဲဂျင်ဟာသူ့ဘုတ်ဖက်နှက်ပေါ်ကတန်လိုက်တွေကိုလှုပ်ပြီးအာကာသထဲမှာလွတ်မျောနေခဲ့ပြီးစိတ်ပြက်အားငယ်နေခဲ့ပါတယ်သူအထဲကိုပြန်ဝင်လာပြီးဝတ်စုံကိုချွတ်လိုက်ပေမဲ့လေလုံခန်းကိုမဝတ်ဖဲပြန်သွားပါတယ်လီဘာကိုဆွဲပြီးအားလုံးကိုအဆုံးသတ်ဖို့အစင်သစ်ဖြစ်နေပေမဲ့နောက်ဆုံးအချိန်မှာစိတ်ပြောင်းသွားပြီးအထဲကိုပြန်ပြေးဝင်ပြီးပလင်းတစ်လုံးကိုကင်လိုက်ပါတယ်ဂျန်မတ်တက်ရက်လိုက်ပြီးချက်ချင်းပဲအော်လို့ခေါ်တဲ့တဲတလုံးထဲကအမျိုးသမီးတစ်ယောက်စီရောက်သွားခဲ့တယ်သူကသူမရဲ့ဖိုင်တွေကိုလမ်းညွှန်စာအုပ်ထဲမှာရှာဖွေပြီးခီးသည်တွေရဲ့အင်တာဗျူးတွေကိုနားထောင်ရင်းသူမကိုဆွဲလန်းသွားတယ်နောက်ပိုင်းမှာသူမရဲ့တဲဘေးမှာထိုင်ပြီးသူမရဲ့အင်တာဗျူးတွေကိုနားထောင်နေတာကိုတွေ့လိုက်ရတယ်ဘာမှပြန်ရောက်တော့သူ့အခြေအနေရဲ့တတော်စရာတွေကိုဆွဲလန်းလာပြီးပိုကောင်းတဲ့ဘဝအတွက်တခြားကြိုတစ်ခုကိုထွက်သွားတယ်မနဲ့ဆော့ဆော့ထားပြီးအဲ့ဒီကိုမရောက်ဘူး
သူ့ရဲ့ပြီးပြည့်စုံတဲ့အမျိုးသမီးကိုရှာတွေ့ပေမဲ့သူမကိုလက်လန်းမမီဘူးဂျန်ကသူမအကြောင်းပဲတွေးနေပြီးသူမကိုလည်းနှိုးဖို့အကြံရလာတယ်သူကမန်ရောနဲ့ဆွေးနွေးပေမဲ့ဒီဘက်ဟေနီကိုနားမလည်ဘူးသူ့အတွက်အကျိုးအတွက်သူမကိုနှိုးရင်သူမကိုအဲ့ဒီမှာတင်းမောပုံမှာတေးအောင်ထားခဲ့ပြီးသူနဲ့အတူထားခဲ့ပြီးတင်းမောပုံမှာတေးသွားလိမ့်မယ်ဂျင်ကအရင်မဆုံးဖြတ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှလွတ်မထားနိုင်ဘူးတနေ့မှာသူ့စိတ်ပြောင်းသွားတယ်သူမရဲ့တဲစီသွားပြီးဖွင့်နိုင်ခဲ့တယ်သူမနိုးလာပြီးသူနဲ့အတူတူလုပ်ငန်းစဉ်ကိုဖျက်ဆီးနေချိန်မှာသူကပုံပြီးသူ့အခန်းထဲခဏအကြာမှာသူမကိုရှာတွေ့ဖို့မျှော်လင့်ချက်နဲ့အဓိကခန်းမဆောင်ကိုတူသွားခဲ့တယ်။အဲ့ဒီမှာသူမဟာလွန်ခဲ့တဲ့တစ်နှစ်ကလိုပဲရှုပ်ထွေးနေခဲ့တယ်။ဂျင်ကသူမကိုသူတို့ပဲနိုးနေတာလို့ပြောပြီးလက်ခတ်တရားကြည့်စဉ်ကိုခေါ်သွားတယ်ပြီးတော့တင်မောသားတွေရောတင်မောရဲ့အဓိကအမိန့်ပေးဌာနတွေကိုပါမရောက်နိုင်ဘူးလို့ပြောလိုက်တယ်။အော်ရီယာထိတ်လန့်သွားပြီးသူမရဲ့တဲလေးလေးပြန်ဝင်ချင်နေတယ်။သူတို့ရောက်တဲ့အခါဂျင်ကတင်မောပုံမှာသူတို့ကိုစောင်းခိုဖို့ကူညီပေးနိုင်တဲ့အထူးပစ္စည်းတွေမရှိဘူးလို့ရှင်းပြပြီးသူတို့ပိတ်မိနေတယ်လို့ပြောလိုက်တယ်သူတို့ခန်းမဆောင်ကိုပြန်သွားပြီးသူမကစောင်းခိုရာကနေထွက်လာတာမို့အနားယူတင်တယ်လို့ပြောပါတယ်တင်မောပုံမှာတစ်နှစ်ကျော်တယောက်တည်းနေခဲ့ရတာကြောင့်သူမစိတ်မကောင်းဖြစ်မိတယ်ဂျင်ကသူလုပ်ခဲ့တာတွေအတွက်နောက်တရပြီးဘားကိုပြန်သွားတယ်အာသာကိုသူမကိုနှိုးတဲ့သူကသူပဲလို့အော်ရိုယာကိုမပြောဘူးပြောလိုက်တယ်နောက်တနေ့မှာအော်ရိုယာနိုးလာတယ်သူမခန်းမဆောင်ကိုပြန်သွားပြီးအလိုလျောက်အချက်လက်စပွဲမှာစောင်းခိုရာတွေအကြောင်းမေးတယ်ဂျင်ကသူမနဲ့အတူလိုက်လာပြီးမနက်စာသွားစားကြတယ်သူတို့ထွက်သွားတဲ့အခါအချက်လက်ရှာဖွေရေးဌာနမှာတခုခုချို့ယွင်းမှုဖြစ်နေတဲ့ကန်တီနာမှာအော်ရိုယာကဂျင်ဟာတစ်နှစ်ကျော်ကြာမနက်စာတစ်မျိုးတည်းကိုစားနေခဲ့တာကိုသဘောပေါက်သွားပြီးရွှေအဆင့်မီနူးတစ်ခုကိုဝယ်ပေးလိုက်တယ်သူတို့ကပေါ့တွေကိုပြင်ဖို့ဖြစ်နိုင်ခြေအကြောင်းပြောကြပေမဲ့ဂျင်းနဲ့မတူပဲအော်ရိုရာကလက်လျှော့ဖို့မပြင်ဆင်ထားဘူးသူမဟာစေယုံကိုရှာဖွေပြီးနောက်သူတွေတနာစာရွက်စာတမ်းတွေကိုကြည့်ရှုခဲ့ပြီးနောက်ဆုံးမှာအဖွဲ့သားတွေရဲ့စောင့်ခိုခန်းမှာတကားတွေကိုဖွင့်ဖို့ကြိုးစားရင်းဂျင်ဟာတင်မောတစ်လျှောက်မှာချိုယွင်းချက်တွေပိုများလာတာကိုသတိထားမိပါတယ်ခဏအကြာမှာအော်ရိုရာဟာအေဗလွန်တင်မောဘော်ကသူမရဲ့ဘဝအကြောင်းညှဉ်းညူပါတယ်သူမဟာစာရေးတယ်တင်မောပက်ပက်လည်မှာပြေးတယ်ရေကူးကန်ထဲမှာရေကူးတယ်သူမရဲ့အခြေအနေကိုပိုပြီးသတိထားမိလာပါတယ်သူမရဲ့ဇလံကစိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ထင်ပြီးဂျင်လန်ကိုအင်တာဗျူးဖို့ကန်တီနာကိုတွားခဲ့ပါတယ်ဘာကြောင့်ဒီကိုလိုနီကိုပြောင်းရွှေ့လာတာလဲလို့သူမကမေးပါတယ်ဂျင်ကကုမ္ပဏီရဲ့ကြွေးကြော်သံတွေနဲ့အရင်ဖြေပေမဲ့ကဘာတစ်မှာသူဟာတစုံတစ်ယောက်ဖြစ်လာနိုင်ပြီးဘဝတစ်ခုတည်ဆောက်နိုင်မယ်လို့မျှော်လင့်ကြောင်းထပ်ပြီးရှင်းပြပါတယ်။နောက်ပိုင်းမှာသူတို့ဟာနက်ခတ်တရားကြီးစခန်းမှာအဆုံးသတ်သွားပြီးအော်ရိုယာကအဲ့ဒီမှာရှိနေရတဲ့အကြောင်းရင်းကိုနောက်ဆုံးမှာမျှဝေခဲ့ပါတယ်။တင်မောဘော်ကတခြားခရီးသည်တွေနဲ့မတူပဲသူမမှာနှလန်းသွားလက်မှတ်ရှိပါတယ်။သူမရဲ့အကြံကဟောင်မစတာနှစ်ကိုသွားပြီးတနစ်နေထိုင်ပြီးကဘာမြေကိုပြန်လာဖို့အဲ့ဒီအလုပ်ကိုလုပ်ခဲ့တဲ့ပထမဆုံးသတင်းတောက်ဖြစ်လာဖို့အကောင်းဆုံးဇာတ်လမ်းကိုရေးသားဖို့ပါအော်ရိုရာဟာသူတို့ရဲ့လက်ရှိအခြေအနေကိုဖြည့်ရှင်းဖို့နီလန်းရှာတာကိုတဖြည်းဖြည်းလက်လျှော့လိုက်ပြီးဂျန်ကသူမကိုပျော်ရွှင်စေမဲ့နီလန်းကိုရှာတွေ့ခဲ့ပါတယ်သူကသူမကိုကခုန်ပြီးရုပ်ရှင်ရုံနဲ့ဘတ်စကတ်ဘောကွင်းကိုခေါ်သွားပါတယ်နောက်ဆုံးတွင်သူသည်အာတာနှင့်တွေ့ဆုံရန်သူမကိုဘားသို့ခေါ်သွားသည်သူမသည်ခဏတာစိတ်အေးလက်အေးနေပြီးနောက်သူတို့၏အခြေအနေကိုမှတ်မိသွားသည်ဂျင်သည်အန်ဒရွေနှင့်အတူတယောက်တည်းကြံခဲ့ပြီးသူမအပေါ်လုပ်ခဲ့သည့်အရာအတွက်အလွန်ဆိုးရွားစွာခံစားနေရသည့်နောက်တစ်ခဏတွင်သူသည်တစုံတစ်ခုကိုတီထွင်နေသည်ကိုမြင်တွေ့ခဲ့ရပြီးနောက်တစ်ချိန်တွင်အော်ရိုရာသည်နက်ခတ်တရားကြည့်စဉ်ထဲသို့ဝင်လာပြီးသူမအတွက်သူလုပ်ပေးခဲ့သော Trace အဆောက်အုံ၏အသေးစားတစ်ခုကိုတွေ့ရှိခဲ့သည်ခဏအကြာတွင်သူတို့သည်ဘားတွင်ချင်းတွေ့ကြသည်သူတို့သည်ထမင်းစားပြီးရင်းတို့၏ဘဝများကြောင်းဇလန်းများကိုမျှဝေကြသည်သူမ၏ဖခင်သည်ဆယ်ကျော်သက်အရွယ်တွင်ကွယ်လွန်သွားကြောင်းသူမကပြောပြသည်ညစာစားပြီးနောက်ဂျင်သည်အော်ရိုယာကိုလေလုံသောအလုံခန်းသို့ခေါ်ဆောင်သွားပြီးအာကာသဝတ်စုံများဝတ်ဆင်ကြသည်သူတို့သည်အာကာသလမ်းလျှောက်ထွက်ကြသည်ဂျင်သည်နောက်ဆုံးတွင်ထိုအမခန်းတွေ့ကြုံကိုမျှဝေရန်တစုံတစ်ယောက်ကိုရရှိခဲ့သည်ဂျင်သည်ရင်းတို့၏ဘုတ်ဖနက်ပေါ်ရှိတန်လိုက်များကိုပိတ်လိုက်ပြီးအာကာသထဲတွင်အတူတကွမျောပါသွားကြသည်ရင်းတို့သည်အထဲသို့ပြန်ဝင်လာပြီးချက်ချင်းနှန်းကသူ၏အခန်းသို့ဆုတ်ခွာကအတူတူအိတ်ကြသည်မကြာမီတွင်ကင်းတို့သည်စုံတွဲတတွဲကဲသို့နေထိုင်ကြသည်အော်ရိုရာသည်သူ၏အခန်းထဲသို့ဝင်ရောက်ပြီးတင်မောပေါ်ရှိသူမိုက်ဘဝအကြောင်းရေးသားသည်ရင်းတို့သည်အတူတူပြေးကြသည်အတူတူစားကြသည်အတူတူအိတ်ကြသည်ဂျင်ဟာတင်မောကိုဆက်လက်စူးစမ်းလေ့လာပြီးရေပေါ်စိုက်ပျိုးရေးပင်လယ်အော်ကိုတွေ့ရှိခဲ့ပါတယ်။သူကအော်ရိုရာဘန်းတွေကိုယူဆောင်လာခဲ့ပါတယ်။တနေ့မှာတင်မောဟာအေယာမအနီရောင်ကြီးတစ်ကောင်ကိုဖျက်သွားပြီးနက်ခတ်တရားကြည့်စဉ်ကိုတွားကြည့်ကြပါတယ်။အော်ရိုရာရဲ့မွေးနေ့ဖြစ်တာကြောင့်အဲ့ဒီညမှာသူတို့ဟာတင်မောဘော်ကစားတောက်ဆိုင်တွေထဲကတစ်ခုမှမွေးနေ့ပွဲကိုကျင်းပကြပါတယ်။ဂျင်ဟာရေချိုးခန်းကိုတွားပြီးအော်ရိုရာအတွက်သူလုပ်ပေးခဲ့တဲ့လက်စွပ်ကိုပြင်ဆင်ပေးခဲ့ပြီးအော်ရိုရာကတော့အာတာနဲ့စကားပြောရင်းဘာမှနေခဲ့ပါတယ်
ဆက်ရုပ်ကအော်ရိုရာကိုဂျင်ကသူမကိုရည်ရွယ်ချက်ရှိနှိုးခဲ့တယ်လို့ပြောပြပါတယ်သူကအဲ့ဒါကိုလှုပ်ဝက်ထားမယ်ဆိုတာမသိခဲ့ပါဘူးရုတ်တရက်ဂျင်နဲ့ပြန်လာပြီးသူမကသူ့ကိုမယုံနိုင်စွာနဲ့ရင်ဆိုင်ခဲ့ပါတယ်သူမကဒေါသထွက်ပြီးထိတ်လန့်တကြားထွက်ပြေးသွားခဲ့ပါတယ်ဂျင်ကသူ့အခန်းကိုပြန်လာတော့သူမရဲ့ပစ္စည်းတွေအားလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်နောက်တစ်နေ့မှာကန်တီနာမှာသူမကိုတွေ့ခဲ့ပေမဲ့သူပြောတဲ့အချိန်မှာပဲသူမကထွက်ပြေးသွားခဲ့ပါတယ်အော်ရိုရာဟာအလွန်အမင်းစိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်။တညမှာသူမကဂျင်ရဲ့အခန်းစီကိုသွားပြီးသူ့ကိုထိုးနှက်ကန်ကြောက်ပြီးတက်ပစ်ချင်ခဲ့ပါတယ်။သူမကသူ့ကိုရှောင်နေလို့ကွန်တိန်နာကနေသူမကိုစကားပြောရင်းဂျင်ကတောင်းပန်ပြီးသူ့လုပ်ရက်တွေကိုရှင်းပြဖို့ကြိုးစားပါတယ်။သူကသူမကိုချစ်မိသွားတယ်လို့ပြောပေမဲ့အော်ရိုရာကတော့ဂရုမစိုက်ပါဘူး။သူမရဲ့အသက်ကိုတတ်မိတဲ့အတွက်သူမခွင့်မလွတ်နိုင်ပါဘူး။တညမှာဂျင်ကသူ့အခန်းထဲမှာရှိနေချိန်မှာနောက်ထပ်ချို့ယွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။တင်မောဟာကြီးမားတဲ့အမှားတစ်ခုနဲ့ရင်ဆိုင်ရပြီးအဓိကအမိန်ပေးစနစ်ပိတ်သွားပါတယ်။နောက်ပိုင်းမှာသူတက်လေကားတွေကိုဝင်သွားတဲ့အခါတက်လေကားကချို့ယွင်းသွားပါတယ်။အော်ရိုရာကအဓိကခန်းမဆောင်တဲ့ကိုဝင်သွားပြီးဂျင်နဲ့အဲ့ဒီမှာတစ်ပင်တပင်စိုက်ထားတာကိုတွေးလိုက်ရပါတယ်။ပြီးတော့သူမကကန်တီနာကိုသွားခဲ့ပြီးအဲ့ဒီမှာအစားအသောက်အယောင်ဆိုင်လဲချို့ယွင်းနေပါတယ်။ရုတ်တရက်သူတို့နှစ်ယောက်စလုံးဟာကွန်ကရစ်ပေါ်ကတင်မောကုန်းပတ်ကြီးကဲရဲ့အတန်ကိုကြားလိုက်ရပြီးတစ်ပင်ဆိုင်တဲ့သူကဘသူလဲလို့မေးကြတယ်သူတို့နှစ်ယောက်စလုံးခန်းမဆောင်တဲ့ကိုပြေးဝင်သွားပြီးဂျင်းရဲ့တစ်ပင်ရှိမှရက်နေတဲ့ဂက်စ်မန်ကူဆိုကိုတွေ့လိုက်ကြတယ်သူတို့ကိုသူတို့မိတ်ဆက်ပြီးတင်မောကုန်းပတ်ကိုအခြေအနေကြောင်းပြောပြကြတယ်တင်မောကုန်းပတ်၃ခုဘလို့ပျက်စီးသွားနိုင်လဲဆိုတာသူနားမလည်ဘူးမန်ကူဆိုကသူတို့ကိုတရားစီခေါ်သွားပြီးတင်မောမှာတစ်ခုခုမားနေတယ်ဆိုတာသူသိလိုက်ပေမဲ့စနစ်ပေါ်ကအချတက်လက်တွေကိုကိုယ်တိုင်စစ်ဆေးရမယ်သူတို့တရားပေါ်ကဆင်းသွားတဲ့အခါဆက်ရုပ်တရုပ်ကသူတို့ခေါင်းပေါ်ပြုတ်ကျလူနီးပါးဖြစ်သွားပြီးနှစ်ယောက်စလုံးကတင်မောတစ်ခုလုံးမှာချွေရွှင်းမှုတွေမကြာခဏဖြစ်ပွားနေတယ်လို့မန်ကူဆိုကိုပြောပြကြတယ်သူကဒေတာစုဆောင်းလေးကိုပြသပေးတဲ့အတွက်ဒီလိုမဖြစ်သင့်ဘူးလို့ပြောပါတယ်မန်ကူဆိုကတင်မောကုန်းဘက်တွေကိုစစ်ဆေးတဲ့အခါဂျင်ကသူ့ကိုအဲ့ဒီမှာလာပူးပေါင်းတဲ့အခါတင်မောကုန်းဘက်တွေကိုစစ်ဆေးတယ်အော်ရိုရာရဲ့တင်မောကုန်းဘက်နဲ့ဘာတွေဖြစ်ခဲ့လဲဆိုတာသူသဘောပေါက်သွားတယ်တင်မောကုန်းဘက်အကြီးအကဲကဂျင်လုတ်ခဲ့တာတွေကအရန်ဆိုးရွားတယ်လို့တွေးရှိခဲ့တဲ့နောက်ပိုင်းမှာစုဆောင်းထားတဲ့ data တွေကိုစစ်ဆေးတဲ့အခါအော်ရိုရာကသူ့ကိုလာပူးပေါင်းတယ်သူတို့ရဲ့တင်မောကုန်းဘက်နဲ့ဘာတွေဖြစ်ခဲ့လဲဆိုတာသူတို့ပြောကြပေမဲ့သူကဘာမှမတတ်နိုင်ဘူးလို့သူမကိုပြောပါတယ်ဂျင်ဟာ16ခုမြောက်ပျက်စီးနေတဲ့စက်ရုံနဲ့အတူဝင်လာခဲ့တယ်မန်ကူဆိုဟာစောင်းခိုယောဂါကိုခံစားရတာကြောင့်အနားယူဖို့တွားခဲ့ပေမဲ့သူထွက်သွားတဲ့အခါသွေးတွေချောင်းဆိုးခဲ့တယ်အဲ့ဒီညမှာအော်ရိုရာဟာအိတ်မပြောတာကြောင့်ရေကူးဖို့သွားခဲ့တယ်ရုတ်တရက်တင်မောတစ်ခုလုံးမှာဆွဲငင်အားကျဆင်းသွားပြီးရေကန်ထဲကရေတွေသူမနဲ့အတူရွေ့ရလာတဲ့အခါသူမရေနစ်တည်ဆုံးသွားတယ်ဆွဲငင်အားမောင်းနှင်အားပြန်လဲစတင်ပြီးသူမအသက်ရှင်လျက်လွတ်မြောက်ဖို့ရုန်းကန်နေရတယ်သူတို့နှစ်ယောက်ဟာမန်ကူဆိုကိုရှာဖို့တယောက်နဲ့တယောက်ပြေးဝင်သွားကြတယ်၃ယောက်သားတရားပေါ်ပြန်ရောက်လာပြီးတင်မောမှာဘာတွေဖြစ်နေလဲဆိုတာကိုဖြည်းဖြည်းချင်းရှာဖွေတွေ့ရှိခဲ့ကြတယ်မန်ကူဆိုဟာလွန်ခဲ့တဲ့နှစ်ကတခုခုဖြစ်ပျက်ခဲ့ပြီးအဓိကစနစ်တစ်ခုကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာကိုသဘောပေါက်သွားပါတယ်သူတို့ဟာတင်မောတစ်ခုလုံးကအားနည်းချက်ကိုပြန်လည်ပြင်ဆင်ဖို့ကြိုးစားနေလို့ချိုးယွင်းချက်ရဲ့အကြောင်းရင်းကိုရှာဖွေပြီးပြုပြင်ဖို့လိုအပ်ပါတယ်သူတို့မပြင်ရင်တင်မောတစ်ခုလုံးတောင်းတင်နေမှာပါသူတို့ဟာပြဿနာကိုရှာဖွေဖို့သွားပေမဲ့မန်ကူဆိုမင်းမျောသွားတာကြောင့်ဂျင်နဲ့အော်ရိုရာတို့ကသူ့ကိုစေးရုံကိုခေါ်သွားကြပါတယ်သူတေလူမျိုးပါဖြစ်နေပြီးပြဿနာကိုရပ်တန့်နိုင်တဲ့ဒါမှမဟုတ်သူ့ရဲ့ကြံရှိနေတဲ့အချိန်ကိုတိုးချဲ့နိုင်တဲ့ကုသမှုတွေမရှိပါဘူးခဏအကြာမှာသူတို့၃ယောက်ဟာနက်ခတ်တာယာကြည့်စင်မှာတွေ့ဆုံကြပြီးမန်ကူဆိုကဂျင်ကိုသူ့ရဲ့အလက်ကောက်ပေးပြီးတင်မောကိုပြင်ဖို့ပြောပြီးချက်ချင်းပဲပျက်စီးသွားပါတယ်ရုတ်တရက်မီးတွေကစိုးရိမ်စရာအနီရောင်ကိုပြောင်းလဲသွားပြီးတင်မောတုန်ခါလာပါတယ်ဂျင်ကအော်ရိုရာကိုအကူအညီလိုအပ်တယ်လို့ပြောပြီးအင်ဂျင်နီယာဘက်ကိုပြေးသွားပေမဲ့ဆွဲငင်အားမောင်းနေမှုမှာနောက်ထပ်ချို့ယွင်းချက်တစ်ခုရှိနေပါတယ်ပြီးတော့ချက်ချင်းပဲအာသာကိုပါထိခိုက်စေတဲ့နောက်ထပ်ချို့ယွင်းချက်တစ်ခုပေါ်လာပါတယ်ဂျင်ကသူ့ကိုအလုပ်ဖြုတ်လိုက်ပါတယ်နောက်ဆုံးမှာသူတို့ဟာအင်ဂျင်နီယာဌာနကိုရောက်လာပြီးပြဿနာကိုရှာဖွေနေကြပါတယ်တအားပေးဆက်ယုံထဲမှာရှာတွေ့ပြီးအပေါက်ဖွင့်လိုက်တဲ့အခါအော်ရိုရာဟာစုပ်ယူခံလိုက်ရပါတယ်အဲ့ဒီနေရာမှာတင်မောကိုယ်ထဲမှာအကွဲကြောင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ဂျင်လည်းစုပ်ယူခံရပေမဲ့သူကအပေါက်ကိုစုပ်ကင်ထားဆဲပါနောက်ဆုံးမှာတော့သူလည်းစုပ်ယူခံရပေမဲ့သူတို့ကအကွဲကြောင်းကိုမြင်မြန်ဆန်ဆန်ပိတ်နိုင်ခဲ့ပါတယ်အဲ့ဒီပြဿနာကိုဖြေရှင်းပြီးတာနဲ့ဂျင်ဟာတင်မောကိုယ်ထဲမှာအကွဲကြောင်းတစ်ခုထပ်ပို့ပြီးရှိနေတာကိုသဘောပေါက်သွားပါတယ်သူတို့နှစ်ယောက်ဟာဥက္ကာပြန်ရဲ့လမ်းကြောင်းကိုလိုက်ကြည့်ပြီးဓာတ်ပေါင်းဖို့ထိန်းချုပ်ကွန်ပျူတာကိုထိမှန်သွားတာကိုတွေ့ရှိခဲ့ပါတယ်။ဂျင်ဟာအစားထိုးအစိပ်ပိုင်းတွေကိုရှာတွေ့နိုင်တယ်လို့ထင်ခဲ့ပါတယ်။သူတို့ဟာအစိပ်ပိုင်းကိုရှာတွေ့ပြီးလဲလှယ်ပေမဲ့ဓာတ်ပေါင်းဖို့ရဲ့လေဝင်လေထွက်လုပ်ငန်းစဉ်ကမအောင်မြင်သေးပါဘူး။သူတို့ကိုယ်တိုင်လုပ်ပေမဲ့ထပ်ပြီးမအောင်မြင်ပါဘူး။ဓာတ်ပေါင်းဖို့ကိုအေးခံနိုင်ဖို့တင်မောအပြင်ဘက်ကနေလေဝင်လေထွက်တကားကိုဖွင့်ဖို့လိုအပ်တယ်ဆိုတာဂျင်သဘောပေါက်သွားပါတယ်။နှစ်ယောက်စလုံးလေလုံခန်းစီသွားပြီးသူပြင်ထွက်ဖို့ပြင်ဆင်နေတော့အော်ရိုရာမန်ကူဆိုရဲ့လက်ကောက်ကိုပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့သူပြန်မလာနိုင်တော့လို့ပါသူမကသူ့ကိုဝစ်စုံနဲ့ကူညီပေးပြီးလေလုံခန်းထဲဝင်သွားတဲ့အခါအော်ရိုရာမန်ကူဆိုမပါပဲတင်မောပေါ်မှာမနေနိုင်လို့ပြန်လာဖို့ပြောပါတယ်
အော်ရိုရာဟာတပ်ပေါင်းဖို့စီပြန်သွားပြီးအပူချိန်ကအမြင့်ဆုံးကိုရောက်ရှိနေပါပြီ။ဂျင်ဟာအပြင်ကနေလေဝင်လေထွက်တကားနာနီးကပ်လာပြီးတကားကိုမြင်တဲ့အခါတပ်ပေါင်းဖို့ခန်းရဲ့အပူချိန်ကမြင့်တက်လာပါတယ်။သူကလေဝင်လေထွက်တကားကိုကြော်ပြီးဖွင့်ဖို့ကြိုးစားနေပါတယ်။မကြခင်မှာပဲတပ်ပေါင်းဖို့ကလေဝင်လေထွက်ကောင်းအောင်တကားကိုလက်နဲ့ဖွင့်ထားရမယ်ဆိုတာသူသဘောပေါက်သွားပြီးအော်ရိုရာကိုပြောပြလိုက်တယ်။သူမကဒီစီစဉ်ကိုမကြိုက်ပေမဲ့သူကဆက်လုပ်သွားပြီးတပ်ပေါင်းဖို့ကိုလေဝင်လေထွက်ကောင်းအောင်လုပ်ခိုင်းတယ်သူမကသူ့ကိုတေးစေချင်တာမဟုတ်လို့သူတို့ညှင်းခုန်ကြပေမဲ့သူကတခြားလူတွေကိုကယ်တင်ရမယ်လို့ပြောပြီးသူမကတပ်ပေါင်းဖို့ကိုလေဝင်လေထွက်ကောင်းအောင်လုပ်လိုက်တဲ့လုပ်ငန်းစဉ်အောင်မြင်ပေမဲ့တပ်ပေါင်းဖို့ကထွက်လာတဲ့မိခိုးတွေကဂျမ်ကိုတွန်းထုတ်ပြီးပြတ်တောက်သွားစေတယ်သူဝစ်စုံတွေကဖီအားတွေလည်းကျဆင်းနေပါတယ်သူကအော်ရိုရာကိုဘာတွေဖြစ်ခဲ့လဲဆိုတာပြောပြပြီးအော်ရိုရာကအမြန်ဆုံးလှုပ်ရှားပြီးတခြားဝစ်စုံကိုဝစ်ပြီးသူ့ကိုခေါ်လာပေးပါတယ်သူကသူမကိုထပ်တောင်းပန်ပါတယ်သူမကဝစ်စုံဝစ်ပြီးသူ့ကိုခေါ်ဖို့ပြေးထွက်သွားပေမဲ့သူမရဲ့ကြိုးကတိုးလုံးပါတယ်သူမကိုဆွဲထုတ်လိုက်ပေမဲ့ရုတ်တရက်သူ့ရဲ့ကြိုးကိုဆွဲယူပြီးသူ့ကိုဆွဲထုတ်နိုင်ခဲ့ပါတယ်အော်ရိုရာကဂျမ်ကိုဆေးရုံကိုဆွဲခေါ်သွားပေမဲ့သူတည်သွားပြီဆိုတာသိလိုက်ရပါတယ်။သူမကမန်ကျူဆိုရဲ့လက်ကောက်ကိုအသုံးပြုပြီးဆေးဘက်ဆိုင်ရာလှုပ်ထုံးလုပ်နည်းတွေကိုပယ်ဖျက်ပြီးသူ့ကိုအသက်ပြန်ရှူအောင်လုပ်ပေးပါတယ်။ဆေးဘက်ဆိုင်ရာစခန်းကအလိုလျောက်အလုပ်လုပ်ပြီးဂျမ်ကိုအသက်ပြန်ရှင်စေပါတယ်။အော်ရိုရာကသူ့ကိုခွင့်လွှတ်ပါတယ်။နောက်ပိုင်းမှာအော်ရိုရာကဝတ်ထရိုကိုပြုပြင်ပေးခဲ့ပြီးမန်ကျူဆိုကိုတင့်တော်တဲ့နေရာတစ်ခုမှာမြုပ်နှံခွင့်ပေးခဲ့ပါတယ်။ဂျင်ကသူမကိုဆေးရုံကိုခေါ်သွားပြီးဆေးဘက်ဆိုင်ရာစခန်းကိုစောင့်ခိုတဲ့စခန်းအဖြစ်အသုံးပြုနိုင်မဲ့နီလန်တစ်ခုကိုရှာတွေ့ခဲ့တယ်လို့ပြောပြပါတယ်။သူကသူမကိုစခန်းထဲကိုဝင်ပြီးကြံတဲ့ခီးတစ်လျှောက်လုံးအဲ့ဒီမှာပဲစီးနှင်းမှုပြောပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာထွက်ပေါ်လာတဲ့အတိုင်းသူမကညှင်းဆိုပြီးတင်မောပုံမှာနိုးနေပြီးသူနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျင်ကနောက်ဆုံးမှာသူမကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးသူတို့ဟာတင်မောပုံမှာပဲဘဝကိုကုံဆုံးခဲ့ကြပါတယ်။88နှစ်အကြာတွင်တပတ်ဝမ်တင်မောသည်ဟာမစတာနှစ်သို့ရောက်ရှိလာခဲ့သည်တင်မောသားများသည်နိုးလာသောအခါတင်မောသည်မမျှော်လင့်ထားသောအခြေအနေတွင်ရှိနေသည်ကိုတွေ့ရှိခဲ့သည်အော်ရိုရာသည်ကြံသူများအိပ်ပျော်နေစဉ်သူမနှင့်ဂျင်တို့၏တင်မောပေါ်တွင်ကြုံတွေ့ခဲ့ရသောဘဝဇာတ်လမ်းကိုပြန်လည်ပြောပြကာဂျင်တို့အားသတင်းစကားတစ်ခုချန်ထားခဲ့သည်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုပါရစေ